MPS အဖေနဲ့အမေတို့သခင်ခရစ်တော်ရဲ့တာဒုသစ္စာရှိသောငယ်သားကောင်အဖေဘုရားသခင်ခိုင်းစေမှုကိုအဆုံးတိုင်အောင်သစ္စာရှိစွာလှုပ်ဆောင်သွားသောအဖေဦးအောင်ချွဲသူအရင်နဲ့တက်တဲ့မြန်မာနာမည်လေးပေါ့အဖေကိုကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံအတွက်တစ်သက်တာဘိုးမပြတ်နိုင်တဲ့တန်မိုးရှိတဲ့အရာဖြစ်တဲ့ MPS ကျောင်းတော်ကြီးကိုတာမန်စပြုခဲ့တာမဟုတ်ပဲရင်ထဲနှလုံးသားထဲကနေအချိုအခါအပေါ်ငံအချင်းအစိတ်အရသာမျိုးစုံသောသက်စင်တဲ့ချစ်ချင်းမြတ်တာနဲ့အဆုံးတိုင်အောင်သစ္စာရှိစွာတည်ထောင်သွားတဲ့ဘုရားသခင်ရဲ့သစ္စာရှိသောငယ်သားကောင်းပြီ MPS ကျောင်းတော်ကြီးရဲ့သစ္စာရှိသောတတိရှိသောသူရဲ့ကောင်းအဖေအမျှော်မြင်ကြီးကြီးနဲ့မြန်မာမှာရှိတဲ့အသင်းတော်တွင် music ကိုလူငယ်တွေအားဖြင့်တည်ဆောက်မယ်ဆိုတဲ့ကြောက်ဆောင်လို့တန်တိတ်တန်ချပြီးဖျားရဲ့အမှုတော်ကိုနောက်ဆုံးချိန်ထိလမ်းကြောင်းပေါ်ကနေမသွေဖယ်သွားအောင်ထိန်းချောင်းဆောက်ရှောက်ခဲ့တဲ့ MPS အဖေလူတွေတိကိုဘလို့မြင်မြင်ဘလောက်ပဲမုံမုံသူလုပ်ရမယ့်အလုပ်ကိုမယိမ်းမယိုင်လုပ်ဆောင်သူဘုရားသခင်၌ချမှတ်ထားတဲ့ရည်ရွယ်ချက်ပန်းတိုင်လမ်းကြောင်းတိမ်းဆောင်သည့်တိုင်အောင်ရအောင်ပြန်လဲတတ်မှတ်ပြီးနိုင်သူနေထိုင်မှုပုံစံမြန်မာလူမျိုးတွေနဲ့တသားတဲ့အတူနေထိုင်နိုင်ခဲ့သူရှိသမျှခွန်အားလောကစည်းစိမ်ချမ်းသာကိုယ်ပိုင်မိသားစုအေးချမ်းပျော်ရွှင်မှုကိုစွန့်ပြီးသာသနာပြုခဲ့သူနောက်ဆုံးမကြမ်းမာသည့်တိုင်မိမိအသက်ကိုမငဲ့ကွက်ပဲဖျားမှုတော်ကိုရေကုန်ရေခမ်းပုပ္ပတာတာလှုပ်ဆောင်သွားခဲ့သူသာသနာပြုကြည်ဖေယေရှုများကြီးတင်ပါတယ်စကလုံးဖြစ်တဲ့ယေရှုတင်ပါတယ်ဆိုရဲစကားကလည်းပြီးပါမှပေးနိုင်တာမရှိပေမဲ့အဖေစိုက်ပြုခဲ့တဲ့ MPS ကိုစွမ်းဉာဏ်စွမ်းခွန်အားရှိသမျှနဲ့ဆက်လက်ဥဆောင်တည်ဆောင်သွားမယ်ဆိုတဲ့ကတိလေးပဲပေးပါရစေယေရှုတင်ပါတယ်ဖေအဖေတက်မနေစွန့်လွတ်အနစ်နာခံတဲ့သာသနာပြုမိခင်ကြီး MPS ရဲ့အမည်ကိုလည်းယေရှုအများကြီးတင်ပါတယ်အမေရဲ့ပတ်မိုးထောက်မှမှုမရှိဘူးဆိုရင်အဖေဘာမှမလုပ်နိုင်တယ်လို့ MPS ကျောင်းတော်ကြီးဆိုတာလည်းရှိလာမှာမဟုတ်ပါဘူးအမေရဲ့မြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေအတွက်ယေရှုတွေဟာအဖေထက်မနှဲပါဘူးအချိန်စအလျားနံအကွာဝေးအားလုံးအတူတူပါပဲအမေရဲ့ချစ်ချင်းမြတ်တာတွေကြီးမားပါတယ်ကျေးဇူးပါအမေ MPS ရဲ့အနာဂတ်ကိုဆက်လက်ကြည့်ရှုပြီးဆုတောင်းပေးပါအောင်နော်အမေအဖေနဲ့အမေယေရှုအများကြီးတင်ပါတယ်